စားတော့ဆိုင်တကားကိုတရောင်းစားတယောက်ရုတ်တရက်ဂုံးကနေတွန်းဖွင့်ပြီးဝင်လာတယ်။ဆိုင်တွေကလူတွေအားလုံးစားလန့်ဆဲတွေတောင်ရပ်သွားပြီးငင်းတက်နေတဲ့ဇနီးမောင်နှံနှစ်ဦးကိုဝိုင်းကြည့်နေကြတာပေါ့။အရာရှိမင်းကျွန်တော်ကိုစားစရာလေးတစ်ခုခုပေးသနာပါဗျာ။မစားရတာရပ်ပေါင်းများလာပြီလို့တရောင်းစားကတောင်းပန်ရှာတယ်။ဇနီးဖီသူကတနာသွားလာနဲ့သူမရဲ့ထမင်းမကန်ကိုလှမ်းပေးဖို့ပြင်တော့ခင်မုန်းဖြစ်သူကတားလိုက်တယ်။မင်းစားကျင်တာလား။ဟောဒီအပြင်ကငါကားကိုတွားဆေးချေပြီးရင်ကျွေးမယ်တဲ့။တဆိုင်လုံးနဲ့တိတ်ဆိတ်သွားတော့တာပဲ။တနာရီလောက်ကြာသွားတဲ့အခါဇနီးဖြစ်သူကအပြင်ကိုလှမ်းကြည့်ပြီးအလန့်တကြားရည်ရွယ်မိတယ်။မောင်သူတကယ်ကြီးကားဆေးနေတော့ပဲ။သူအရန်စနေမှာပေါ့။ဒါကရက်ဆက်လုံးရမကြောက်ဘူးလားလို့မေးတော့ခင်မုန်းဖြစ်သူကပတင်းပေါက်ကနေလှမ်းကြည့်ပြီးအသားအရာပြုံးနေအောင်ပဲ။သူတို့နှစ်ယောက်ဆိုင်အပြင်ကိုထွက်လာတဲ့အခါမှာတော့တရောင်းစားလေးဟာမတ်တက်တောင်မရက်နိုင်တော့ပဲကားဘေးမှာတင်မှောက်ရက်လေးအိပ်ပျော်နေရှာတယ်။ဟဲ့လို့ထအောင်လို့ခင်မုန်းဖြစ်သူကခေါ်လိုက်တယ်။ကောင်းပြီမဲတော်တယ်ငါကဒီစားတော့ဆိုင်ရဲ့ပိုင်ရှင်ပဲ။ငါယုံကြည်တာတစ်ခုရှိတယ်။အဲ့ဒါကမင်းသာစူးစမ်းမယ်ဆိုရင်တနေ့ကျရင်မင်းကိုပိုင်ထမင်းဝိုင်းကိုမင်းဘာသာတီးဆော့နိုင်လိမ့်မယ်လို့ပြောပြီးပိုက်ဆံအချို့ကိုကမ်းပေးလိုက်တယ်။ဒါကမင်းကိုအလကားပေးခန့်တာမဟုတ်ဘူး။ရင်းနှီးမြုံနှံတာ။ဒီပိုက်ဆံနဲ့လိုအပ်တာတွေဝယ်ပြီးနေ့တိုင်းကားစီးတဲ့အလုပ်ကိုစလုပ်လိုက်တော့တဲ့။တရောင်းစားရဲ့မျက်ဝန်းတွေထဲမှာမျောလင်းချက်အလင်းတွေတောက်ပါလာပြီးအရာရှိမင်းဒီအတူဘယ်တော့မှနောင်နာရစေမှာမဟုတ်ပါဘူးလို့ကတိပေးရတယ်။ငါးညအကြာမှာတော့စားတော့ဆိုင်ပိုင်ရှင်ဟာအကြီးကျယ်အခက်ခဲကြုံနေရပြီ။ရင်းနှီးမြုံနှံမှုတွေမှားယွင်းပြီးအရှုံးပေါ်နေတာကြောင့်ဘဏ်ကလည်းပိုင်ဆိုင်မှုအားလုံးကိုသိမ်းတော့မယ့်အခြေအနေပေါ့။ရင်းနှီးမြုံနှံမယ်သူလိုက်ရှာပြီးပဲဘသူကမှသူ့ကိုမယုံကြတော့ဘူး။အဲ့ဒီလိုနဲ့တနေ့မှာတော့သူ့ရုံခန်းရှိမှာဇိမ်ကန်ကားအကောင်းစားကြီးတစ်စီးလာရောက်တယ်။ကားထဲကနေလူတစ်ယောက်ဆင်းလာတယ်။သူကတော့နမေကြီးကားအယောင်ပြားကန်းကြီးတို့ရဲ့အမှုဆောင်အရာရှိချုပ် CEO ပေါ့။ခင်ဗျားအထက်ဒေါ်လာကသိန်းကျွန်တော်ထုတ်ပေးမယ်လို့ထိုလူကအေးအေးဆေးဆေးပြောလိုက်တဲ့အခါစားတော့ဆိုင်ပိုင်ရှင်မှာစွန့်အပ်ပြီးစကားတော့မပြောနိုင်တော့ဘူး။ CEO ကပြုံးပြီးခင်ဗျားကျွန်တော်ကိုမမှတ်မိတော့ဘူးထင်တယ်။ဒါပေမဲ့ခင်ဗျားတစ်ချိန်ကကျွန်တော်အပေါ်ရင်းနှီးမြုံနှံနေဘူးလေ။ခင်ဗျားဟာလူတစ်ယောက်ရဲ့ငှက်မွတ်နေတဲ့ဝန်းစာပေါ်မှာရင်းနှီးမြုံနှံပေးတာဟာတကယ်တော့ခင်ဗျားရဲ့အနာဂတ်အတွက်ပြန်ပြီးအစာချွေးခဲ့တာပဲဖြစ်နိုင်ပါတယ်လို့